ထီချဲထိုးတိုင်းလွဲနေတဲ့သူတွေထီတွေချဲတွေထိုးတိုင်းတခါမှမပေါက်ဖူးသေးတဲ့သူတွေအတွက်ဆရာကရတရားလေးလက်ဆောင်တစ်ခုပေးမယ်3လအတွင်းထီချဲပေါက်စေပြီးတော့ထီချဲကန်ထူးစေမဲ့เนาะရတရားဖြစ်တယ်ဆရာတို့ထီတွေချဲတွေပေါက်ဖို့ဆိုရင်အဲ့လူတယောက်ကထီကန်ချဲကန်ကောင်းနေဖို့လိုတယ်ထီကန်ချဲကန်ကောင်းမှထီပေါက်မှဖြစ်တယ်ထီကန်ချဲကန်မကောင်းဘူးဆိုရင်ထီလဲပေါက်မှမဟုတ်ချဲလဲပေါက်မှမဟုတ်ဘူးဆရာခုပြပြသွားမဲ့ရတရားလေးကိုဆရာပြိတ္တတွေကိုဆရာလွန်ခဲ့တဲ့2နှစ်3နှစ်ကပေးဘူးတယ်ဒီရတရားကိုလုတ်ပြီးတော့3900ထီပေါက်ဖူးတဲ့သူလည်းရှိတယ်ဘကိုးကမမြင့်မြင့်ဆိုတာ3000ထီပေါက်ဖူးတဲ့သူလည်းရှိတယ်เนาะအဲ့တော့မိမိရဲ့စိတ်ထဲမှာယုံကြည်နဲ့သာလုတ်ပါเนาะဒီရတရားလုတ်ပြီး3လအတွင်းမှာပဲငွေကန်ထီကန်ချဲကန်ထူးပြီးတော့ထီစုကြီးချဲစုကြီးပေါက်လိမ့်မယ်เนาะဟိုဘလောက်ပေါက်မလဲဆိုတာတော့ကိုယ့်ရဲ့ကန်စာတာပေါ်မှာပဲမူတည်တယ်အဲ့တော့ကိုကကုသိုလ်ရေးများလုပ်ရင်တော့စုကြီးပေါက်လိမ့်မယ်ဒါပေမဲ့ဒီရတရားလုတ်ပြီးရဲ့လူတော်များများထီစုကြီးချဲစုကြီးကိုပေါက်လိမ့်ရှိတယ်เนาะဒီရတရားကလည်းအမြဲတမ်းလုပ်လို့မရဘူးသူ့အချိန်အခါရောက်မှဆရာတို့လုပ်လို့ရတာဖြစ်တယ်ဒါဆရာသူ့အချိန်အခါကိုရောက်လာလို့ဆရာဒီရတရားကိုပြန်ပြီးတော့ပြောပြပေးတာဖြစ်တယ်အဲ့တော့ဆရာပရိသတ်တွေထဲမှာထီစုကြီးချဲစုကြီးမပေါက်ဘူးသေးတဲ့သူတွေအကုန်လုံးဒီရတရားကိုလုပ်ပါထီကန်ချဲကန်ပွင့်ပြီးတော့မှထီစုကြီးချဲစုကြီးပေါက်လာလိမ့်မယ်ငွေတွေလည်းဝင်လာပါလိမ့်မယ်เนาะလောက်ရမှာတော့ဒီဗီဒီယိုတွေ့ရနေရနေစပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပြားရည်နဲ့ပေါက်ဆုံးနဲ့တွဲရကတ်လူရမှာဖြစ်ပါတယ်ပြီးရင်ဆရာတို့ထီစုကြီးချဲစုကြီးပေါက်ဖို့ဆူတောင်းမှာကတ်ရမှာတော့ပြားရည်နဲ့ပေါက်စုပ်ကိုတွဲပြီးကတ်ရမှာဖြစ်ပါတယ်နေတိုင်းကတ်စရာမလိုပါဘူးတစ်လတစ်ခါနဲ့3ခါကတ်ရမှာဖြစ်ပါတယ်ဆရာတို့3လအတွင်းမှာထီစုကြီးချဲစုကြီးကန်ထူးအောင်လုပ်မှာဖြစ်တဲ့အတွက်ဒီရတရားကိုတစ်လတစ်ခါကတ်မယ်3လဆို3ခါကတ်မယ်เนาะ3ခါကတ်ပြီးပြီဆိုရင်တော့ဆရာတို့ဒီရတရားကိုပြုလုပ်လို့ပြီးပြီပြီးရင်ဆရာတို့ထီရချဲတွေကိုထိုးမဲ့နေ့မှာပေါ့เนาะအခုဆရာတို့ပဒီစိတ်ပါဘဂဝါတရားရှိလုံးပလီနဲ့လည်းစိတ်လို့ရတယ်တာလီနဲ့လည်းစိတ်လို့ရတယ်ဘဂဝါပဒီတစ်လုံးချဘဂဝါပဒီတစ်လုံးချဘဂဝါပဒီတစ်လုံးချ6ဘတ်တီတီစိတ်မယ်เนาะတရားရှိလုံးပဒီနဲ့ဆိုရင်6ဘတ်တီတီစိတ်မယ်နေတိုင်းစိတ်စရာမလိုပါဘူးကိုထီထိုးမဲ့နေ့ချဲထိုးမဲ့နေ့မှာပဒီစိတ်ပြီးတော့မှထီတွေချဲတွေကိုထိုးပါเนาะအဲ့ဒါဆိုရင်ပို့ပြီးတော့ပေါက်လိမ့်မယ်เนาะဆရာပြောတာတွေကိုတေးသေးချာလေးနားထောင်ပါယုံကြည်နဲ့သာလုပ်ပါ3လအတွင်းမှာငွေအလုံးရင်းဝင်လိမ့်မယ်ထီစုကြီးချဲစုကြီးပေါက်လိမ့်မယ်ကန်စမ်းမဲ့စုကြီးတွေပေါက်လိမ့်မယ်เนาะအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါ comment မှာလည်းမိမိရဲ့နေ့နံအောင်ရေးခဲ့ပါဆရာဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ဒီဘေးတင်ထူးမြောင်ဆိုတဲ့ဆရာရဲ့ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါပြီးတော့ဆရာစီမှာလောင်းကစားနိုင်စေတဲ့ရတရားတွေထီချဲပေါက်စေတဲ့ရတရားတွေကိုလည်းအစီအရင်တွေကိုလည်းလာပြီးတော့အပ်လို့ရပါတယ်လို့ဆရာပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်